Trisa ဆိုခြင်းခဲ့တဲ့တခြင်းလေးတစ်ပုဒ်ရှိတယ်အမြဲတမ်းပေါ့နော်ဒီတစ်ခေါက်က Trisa မဆိုပရိသတ်တွေဆိုရမယ့်တခြင်းလေးဒီတခြင်းလေးကိုရေးထားတဲ့သူကအခုထိတန်တိုင်နောက်မှာပဲရှိနေပါသေးတယ်ဒီတခြင်းလေးကိုဆိုခဲ့ကြတဲ့လူငယ်တွေအများကြီးရှိတယ်ဒီတခြင်းလေးက Trisa နှလုံးသားတွေကိုအမြဲတမ်းနဗန်ချင်းလှုပ်လို့တဲ့တခြင်းလေးဖြစ်တယ်တေးရတန်တိုင်နောက်မှာဒီတခြင်းလေးကို arrangement လုပ်ခဲ့တာ Daniel Saw ပါဆိုခဲ့တဲ့လူငယ်လေးတွေတယောက်စီတိုင်းကိုမထရီစာကဒီကနေပြီးတော့တလေးတစားဒီတခြင်းလေးကိုတီးခတ်ခွင့်ပြုပါလို့ထရီစာတို့ရက်တက်လို့မရတဲ့အကြောင်းတွေတခုပေါ့နော်ထရီစာတို့တယောက်စီကျဲလေးတစ်လုံးစီတိုင်းထရီစာတို့တွေမမေ့ဘူးအမားတို့မမေ့ဘူးအားလုံးစ조사ခဲ့ကြတဲ့အားလုံးမြင်ချင်တဲ့နေ့အထိတို့ရဲ့အားလုံးတူသွားကြမယ်โอเคရှင်သန်ခဲ့ရတဲ့ဟိုရမျိုးစံများနေငါတို့တွေရဲ့ဒီပွဲမျိုးလေးနေတဲ့ရွှေရောင်နေရဲ့မြားစီလမ်းလို့သွားဖို့လူဦးငယ်ရဲ့ဒီပွဲ
တော့ပါတိုက်ပွဲမှာငါတို့ဟာတွေ့နေတာကိုပုံအပ်ထားတင်တို့တွေတကယ်လေးပြလုံးရဲ့လားတင်တို့